လူမစွမ်းနမမနိုင်တော့ဘူးလားရိုနယ်ဒိုပြီးခဲ့တဲ့ညကအဲနာဆာအသင်း10ယောက်ထဲသာရှိခဲ့တဲ့အဲဒီရက်ကို2-9နဲ့ရှုံးနေခဲ့ပြီးတော့ကင်းကပ်ဖလားကနေထွက်ခဲ့ရပြီးနောက်မှာခရစ္စတီယာနိုရိုနယ်ဒိုကစိတ်ပြတ်အားငယ်မှုတွေကိုခါချပြီး Sorry Pro League နဲ့ AFC Champion League 2ဖလားတွေအတွက်ဆက်လက်တိုက်ပွဲဝင်မှုရှိနေသေးတဲ့အကြောင်းပြောကြားခဲ့ပါတယ်။အဲနာဆာပွဲကိုဦးဆောင်ကစားခဲ့ပေမဲ့ရိုနယ်ဒိုရဲ့ Real Madrid အသင်းပေါ်အောင်ပြိုင်ဘက်ဖြစ်သူကာရင်ဘန်ဇီမာဟာမူဇာဒီယာဘီရဲ့ပေးပို့မှုကနေပွဲချိန်15မိနစ်မှာဂိုးသွင်းယူပြီးဦးဆောင်ခဲ့ပါတယ်။ဒါမဲ့လည်းပွဲကိုလက်လွတ်မခံတင်တဲ့ရိုနယ်ဒိုဟာမကြခင်မှာပဲဂိုးဖန်တီးသူအဖြစ်ပြောင်းလဲခဲ့ပါတယ်။သူကအန်ဂျလိုဂါဘရီယယ်ကိုဘောလုံးပေးပို့ခဲ့ရာဂါဘရီယယ်ကပွဲချိန်နိုင်ဝက်မှာအပေါ်တောင်ကိုအပြင်းပြင်းကန်သွင်းခဲ့ပြီးတကူတကူခြေပနိုင်ခဲ့ပါတယ်။ပထမပိုင်းမပြီးခင်မှာနေဟောက်ဆန်ဦးဟာခန်းစစ်ပိုင်းချိုရင်းမှုကိုခွင်ကောင်းယူပြီးတော့အဲဒီအတွက်ဦးဆောင်ကိုပြန်သွင်းခဲ့တာကြောင့်မလို့နှစ်သင်းကြားအချိန်တွေကတူညီခဲ့ပါတယ်။ရိုနယ်ဒိုနဲ့အပေါင်းပါရီယာဒုတိယပိုင်းမှာအောင်ပွဲခံခဲ့ပေမဲ့အမတ်ရဲ့ဂျူလာအီဒန်ဟာအိုင်မန်ယေယာကိုအန်နီရရှိတဲ့စိန်ခုံမှုပြုလုပ်ခဲ့လို့ဓာတ်ရိုက်အနီကပြသခံခဲ့ရပြီးနောက်အဲဒီအသင်း10ယောက်သာရှိတာကြောင့်မလို့သူတို့အတွက်အခွင့်အရေးရရှိခဲ့ပါတယ်။ဒါမဲ့လည်းနောက်ဆက်အတွဲမှာတော့စိတ်ပြက်စရာတွေပဲဆက်ဖြစ်ခဲ့ပါတယ်။ Kingsley Coman နဲ့ Sadio Mane နှုတ်စလုံးခြေပေါက်ကိုသွင်းဖို့အခွင့်အရေးကောင်းတွေကိုလက်လွတ်ခဲ့ရပါတယ်။ Ronaldo ကတော့သူ့ရဲ့ကစားသမားဘောက950ဂိုးမြောက်ကိုသွင်းဖို့အသေးအံကြိုးပမ်းခဲ့ပေမဲ့ခေါင်းတိုက်ချက်ကဘာရန်ဘောကနေနာကျင်ပွဲထွက်သွားခဲ့ပါတယ်။အဲနာဆာဟာဂိုးပေါက်ကို22ကြိမ်ကန်သွင်းခဲ့ပြီးတော့9ကြိမ်သာဂိုးပေါက်တဲ့ခဲ့ပေမဲ့ခန်းစစ်ပိုင်းမှာမာဂျိုရဲ့ AED ရဲ့နောက်တန်းကိုမဖြိုခွဲနိုင်ခဲ့ပါဘူး။နောက်ဆုံးအဆုံးသက်တဲ့ခါမှာဘင်းဖလောက်စုခုဖို့အိမ်မက်ကတဖန်လွင့်ပြဲသွားခဲ့ပါတယ်။ဒါမဲ့လည်းခဏကြာမှာတော့အသင်းကောင်းဆောင်ဟာအသင်းဘော်ဒီကိုစူးစီးခဲ့ပြီးအပြည့်တင်စကားတွေအစားယုံကြည်မှုရှိတဲ့စကားတွေနဲ့စိတ်သက်ကြနေတဲ့အသင်းကိုအားပေးခဲ့ပါတယ်။သူက Instagram မှာကျွန်တော်တို့ရေးဝုန်းရက်တီတင်ယူပြီးအတူတူရှေ့ဆက်သွားမယ်လို့ရေးသားခဲ့ပါတယ်။ Ronaldo ဟာ Saudi Arabia ကိုပြောင်းရွှေ့လာခဲ့ပြီးနောက်မှာထူးချွန်တဲ့ပုံစံတွေကိုပြသခဲ့ပေမဲ့အဓိကစူပလာရီယာနာကျင်ပွဲကင်းမဲ့နေစေဖြစ်ပါတယ်။သူတူရဲ့ရရှိခဲ့တဲ့အောင်ပွဲကတော့2023ခုနှစ် Arab Club Champion ဖလားပဲဖြစ်ပါတယ်။ဒါ့အပြင်အိနာဆာဟာပြည်ရင်းဖလားတွေမှာရှုံးပွဲတွေကြုံတွေ့ခဲ့ပြီးတော့စောစီးစွာထွက်ခွာခဲ့ရတာတွေကြောင့်မလို့စိတ်ပြက်စရာတွေဇက်တိုက်ကြုံတွေ့ခဲ့ရပါတယ်။ Ronaldo ရောက်လာပြီးတဲ့နောက်မှာကလပ်ဟာ Sorry Pro League ဘင်းဖလားဒါမှမဟုတ်စူပါဖလားတွေကိုရယူနိုင်ခြင်းမရှိသေးပါဘူး။ Manchester United နဲ့တစ်ကြိမ် Real Madrid နဲ့4ကြိမ်စုစုပေါင်း Champion League ဖလား5ကြိမ်ကိုရရှိမှုတဲ့ကစားသမားတူအတွက်ဒီလိုနီးစပ်ပြီးလွဲချော်မှုတွေကနာကျင်စရာဖြစ်စေပါတယ်။အသက်40အရွယ်မှာတော့ Ronaldo ရဲ့စိတ်ဓာတ်ကအရင်ထက်ပုံမတောက်လောင်နေပါတယ်။သူကိုယ်တိုင်မှတ်တမ်းတင်နေတဲ့ဂိုး1000ပြေးဖို့အတွက်အပြင်းထန်ကြိုးစားနေရလည်းဖြစ်ပါတယ်။ဒါမဲ့လည်းအင်္ဂါနေ့ညမှာတော့သူပုံစံကောင်းမပြသနိုင်ခဲ့ပါဘူး။သူဂိုးသွင်းမှုကြိုးစားမှု9ကြိမ်ရှိခဲ့ပေမဲ့တစ်ကြိမ်သာဂိုးသမားကိုစမ်းသပ်နိုင်ခဲ့ပါတယ်။ဂါဘရီယယ်ကိုဖန်တီးပေးခဲ့တဲ့ဂိုးခွင့်တစ်ကြိမ်ပဲဖန်တီးနိုင်ခဲ့ပြီးတော့ဘောလုံးဆွဲကြော်မှုဒါမှမဟုတ်ဘောလုံးပေးပို့မှုတစ်ခုမှမအောင်မြင်ခဲ့တာကြောင့်မလို့တိုက်စစ်ပိုင်းမှာသူ့ရဲ့ဩဇာလွှမ်းမိုးမှုကအနည်းဆုံးပဲဖြစ်ပါတယ်။ Sorry Pro League 6ပွဲမှာ6ဂိုးသွင်းယူထားပြီးပုံစံကောင်းရနေတဲ့ကစားသမားတူအတွက်ဒီလိုပုံစံပြတ်တဲ့နေရာရှားပါပါတယ်။ဒါ့အပြင်ဒီလအစောပိုင်းတုန်းကပေါ်တူဂီဘောလုံးဂလိုဘယ်ဆူပေးပွဲမှာစုကိုလက်ခံရယူပြီးတဲ့နောက်သူ့ရဲ့ရည်မှန်းချက်တွေကိုရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။ကျွန်တော်ရိုးသားပြောရရင်နောက်ထပ်နှင်းငယ်ကစားချင်ပါတယ်။အများကြီးတော့မဟုတ်ပါဘူးလို့သူကဝန်ခံခဲ့ပါတယ်။ကျွန်တော်ရဲ့အသင်းပေါ်အားလုံးကိုကျေးဇူးတင်ချင်ပါတယ်။သူတို့အားလုံးစီကနေပြီးတော့တင်ယူခဲ့ရလို့ပါ။ဒါ့အပြင်ဒီလူငယ်မျိုးဆက်စီကနေလည်းတင်ယူခဲ့ရပါသေးတယ်လို့ဆိုခဲ့ပါတယ်။လူတွေအထူးသဖြင့်ကျွန်တော်မိသားစုကမင်းရက်ပုတ်တဲ့အချိန်တန်ပြီမင်းအားလုံးလောက်ခဲ့ပြီးသွားပြီ။ဘာလို့ကို1000သွင်းချင်နေရလဲလို့ပြောကြတယ်။ဒါမဲ့ကျွန်တော်အဲ့လိုမထင်ပါဘူး။သူတို့ကကျွန်တော်ကောင်းမွန်တဲ့အရာတွေကိုဆက်လက်လှုပ်ဆောင်နေစေကျွန်တော်ကလပ်နဲ့လက်ရွေးစင်အသင်းကိုကူညီနေစေလို့ထင်ပါတယ်။ဒါကြောင့်ဘာလို့ဆက်မလုပ်ရမှာလဲ။ပြီးဆုံးတဲ့အခါကျွန်တော်အကောင်းဆုံးပေးဆက်ခဲ့တယ်လို့စိတ်ကျေနပ်မှုတွေနဲ့ထွက်ခွာသွားမယ်ဆိုတာသိကြပါတယ်။ကျွန်တော်မှအချိန်များများမရှိတော့ဘူးဆိုတာသိပါတယ်။ဒါမဲ့ရှိတဲ့အချိန်လေးကိုအပြည့်အဝပျော်ရွှင်စွာဖြတ်သန်းမှုစူးစမ်းနေပါတယ်လို့ဆိုပါတယ်။